ပဲခူးမြို့ကစိုက်ကားနေတဲ့အဖိုးကိုတူကအင်ဂျီရမဲ့နေနေဖြစ်နေတာကြောင့်ဝိုင်းဝန်းလှူဒန်းပေးခဲ့တဲ့ပရိဒတ်အဖွဲ့များပဲခူးမြို့ပုံနာစုလန်အနောက်ဘက်မှနေထိုင်တဲ့ဦးတင်ဦးဆိုတဲ့အဖိုးကိုတူကဆင်းရဲနွမ်းပါးစွာနဲ့ဘဝကိုဖျက်ဆီးနေထိုင်ခဲ့ရပါတယ်။ဘဘဦးတင်ဦးကအသက်အရွယ်အတော်ကိုကြီးနေပြီဖြစ်ပေမဲ့လည်းလှုပ်ကြွေးပြုစုမဲ့လူမရှိသလိုဆင်းရဲနွမ်းပါးလွန်းတာကြောင့်စိုက်ကားနေရတဲ့ဘဝကိုဖျက်ဆီးနေခဲ့ရတာပါ။ဒါပေမဲ့ဘဘဦးတင်ဦးကဘလောက်ပဲဆင်းရဲပါစေဖះတရားကတော့မမေ့ပါဘူးရှင်။စိုက်ကားနေပြီးအပြန်တိုင်းမှာအများနဲ့လိုပဲခူးရွှေမော်တော်ဖះကြီးကိုစိုက်ကားပေါ်ကနေဥခိုက်တတ်ပါတယ်။ဒီလိုဥခိုက်ရင်ကနေသူ့အတွက်နေထိုင်စရာလေးအဆင်ပြေစေဖို့လဲဆူတောင်းတတ်သေးတာပါ။ဘဘဦးတင်ဦးကနေအိမ်ရလို့တောင်ဖြစ်ဖြစ်မြောက်မရှိပဲတဲအိမ်လေးတတနေထိုင်ရတာကြောင့်သူ့အတွက်ကြောတခင်းစာနေရထိုင်ခင်းလေးအတွက်မျှော်လင့်နေခဲ့တာပါ။ဘဘရဲ့တဲလေးကအဖြစ်တတတိဆောက်ထားတာကြောင့်ရိုင်းနေနဲ့လုံခြုံမှုမရှိပဲဖြစ်နေခဲ့တာပါ။ဒါကြောင့်လဲဘဘကသူ့ရဲ့ဆင်းရဲနွမ်းပါမှုတွေကိုရွှေမော်တော်ဖះကြီးမှာဥခိုက်ရင်နဲ့ဆူတောင်းနေခဲ့တဲ့လူတောင်ထင်ရတဲ့အထိပါပဲ။ဘဘကညဘက်တွေမှာဆိုရင်ဈေးထဲမှာမုတ်ဖက်ပို့တဲ့အလုပ်လဲလုပ်ကင်တယ်လို့သိရတဲ့ရှင်။ဒီလိုချို့တဲ့လွန်းတာကြောင့်ဘဘကိုမြင်တွေ့နေရတဲ့ရမီရဖနဲ့ပရိဒတ်အကျိုးတော်ဆောင်တွေကမကြည့်ရတော့တာကြောင့်ဘဘအတွက်လှူဒန်းမှုတွေကိုစတင်ပြုလုပ်ခဲ့တာပါဖနက်တောင်စီးစရာကောင်းကောင်းမရှိတာကြောင့်ဘဘဦးတင်ဦးအတွက်ဘကိုးကရမီရဖတချို့နဲ့ပရိဒတ်အဖွဲ့တွေကစုပေါင်းပြီးလက်လန်းမိသလောက်လှူဒန်းပေးနေသလိုဘဘတယောက်နေထိုင်ရဲ့အဆင်ပြေဖို့အတွက်လည်းပရိဒတ်အဖွဲ့တွေကဥဆောင်ပြီးအလှူခံပေးနေကြတာပါဒါဟာတကယ့်ကိုသာတို့ခေါ်ထိုက်တဲ့အလှူတစ်မျိုးဖြစ်ပြီးမရှိနွမ်းပါတဲ့သက်ကြီးရွယ်အိုတွေကိုလှူဒန်းတာကလည်းမင်္ဂလာတစ်ပါးမြည်တာဖြစ်ပါတယ်ပရိသတ်တို့အနေနဲ့ရောပဲခူးမြို့ကစိုက်ကားနေတဲ့ဘဘဦးတင်ဦးအတွက်လှူဒန်းပေးနေကြတဲ့အပေါ်ဆုတောင်းပေးခဲ့ကြပါအောင်ရှင်